Android Studio ကိုစောရဗီဒီယိုမှာတော့download လုပ်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ set ထဲမှာเนาะ download နေရာမှာဒီ .dmg file နဲ့ဝင်နေလိမ့်မယ်ပေါ့เนาะဒီ Windows ဆိုရင်တော့ .exe နဲ့လားမသိဝင်နေလိမ့်မယ်ပေါ့เนาะဒါက Mac ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ version နဲ့ဝင်နေလိမ့်မယ်ပြီးသွားပြီဆိုရင်အဲ့ဒါကို double click နှိပ်လိုက်နှစ်ချက်နှိပ်လိုက်ဒီလိုပေါ်လာတဲ့ဟာကိုဒီလိုဆွဲထည့်လိုက်ပေါ့เนาะဆွဲထည့်လိုက်ပြီဆိုရင်သူက application ထဲမှာ copy လုပ်နေပြီပေါ့เนาะနည်းတော့စောင့်ရမယ်ခဏစောင့်ပြီပေါ့เนาะပြီးသွားပြီဆိုရင် Android Studio ကိုဖွင့်လိုက်ပါတော့နှစ်ချက်နှိပ်လိုက်ဒီမှာတော့ configuration error တော့ဖြစ်နေရဲ့ဒါပေမဲ့ဝင်ကြည့်ကြည့်မယ်ပေါ့နော်ဆိုတော့ဝင်ကြည့်လိုက်မယ်ဆိုရင်နည်းနည်းလေးစောင့်ရတယ်ပေါ့နော်သူက setup လုပ်နေရည်များတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ပြီးသွားပြီဆိုရင်ဒီမှာပွင့်လာပြီပေါ့နော်ပွင့်လာပြီဆိုရင်မှာတောင်းကြရှာရီထက်တောင်းရအောင်ပဲပေါ့နော်ဒါကပထမဆုံးအကျိန်ဖွင့်တဲ့အချိန်မှာပထမဆုံးအချိန်တောင်းပြီးဖွင့်တဲ့အချိန်မှာမြင်ရမယ့်ပုံစံပေါ့နော်သူက install စရာရှိတာတွေသူက install လိမ့်မယ်အမ emulator ကို install မယ် SDK ကို install မယ် SDK မှာ build 2ကို install မယ် platform ကို install မယ် platform 2ကို install မယ်နောက်က Google Play M64 system image ကို install လုပ်မယ်သူ install လုပ်စရာရှိတဲ့ဟာတွေကိုသူကတစ်ခါရဲအကုန်လုံး install မှာ download site က2.39တောင်ရှိရပေါ့နော်ကိုယ့်ရဲ့ set ထဲမှာအဲ့လောက်နေရာလို့မရှိတော့ဘူးဆိုရင်ကြတော့ run ရတာနည်းလေးနေလိမ့်မယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးnext နှိပ်မယ်ဒီမှာဆိုရင်လည်းပဲဒီမှာ accept နှိပ်လိုက်ပေါ့နော် accept နှိပ်လိုက်ဒါဆိုရင်ဒီလေးခုလုံးအတွက် accept ဖြစ်သွားမယ်ပြီးသွားပြီဆိုရင်ဒီဟာကလေးကိုနှိပ်ပြီးတော့ကြတော့ဒီ accept ကိုနှိပ်လိုက်ပြီးတော့ next ကိုနှိပ်လိုက်မယ်ဆိုရင်ဒါ down နေပြီပေါ့နော်ဒီက down ကနည်းနည်းလေးတော့ကြာလိမ့်မယ် internet ပေါ်မူတည်ရပေါ့နော်နည်းလေးမဟုတ်တော်တော်ကြီးကြာရင်လည်းကြာနိုင်တယ်ပေါ့နော်အဲ့ဒါ down ပြီးသွားပြီဆိုရင်ဒါဖွင့်လို့ရပြီပေါ့နော်ဆိုတော့ဒီကdown ပြီးသွားပြီဆိုရင်နောက်ထပ်ဘယ်လိုပေါ်လာမလဲဆိုတော့download complete ဖြစ်သွားပြီဆိုဒီမျိုးပေါ်လာလိမ့်မယ်ပေါ့နော် download complete ဖြစ်သွားပြီဆိုရင်ဒီမျိုးပေါ်လာလိမ့်မယ်ဒါတော့တစ်ခုကမရနိုင်ဘူးပေါ့နော်အဲ့တော့အဲ့လို download complete ဖြစ်သွားပြီဆိုရင်ပြန်ကြည့်မယ်နော်အဲ့မှာ finish ကိုနှိပ်လိုက်တာနဲ့ finish ကိုနှိပ်လိုက်တာနဲ့သူကတခါရဲဒီလို window ပေါ်လာမယ်အဲ့မှာကိုကအခုက project အသစ်စပြီးတော့ယူမှာပေါ့နော်ဆိုတော့ new project ကိုနှိပ်လိုက်မယ် new project ကိုနှိပ်လိုက်တဲ့အချိန်မှာဒီမှာ template တွေယူမှာလားဆိုပြီးတော့ပြောရဲပေါ့နော် template တွေယူမှာလားမေးရဲအဲ့မှာ wear OS နှိပ်ချင်လဲရတယ် television နှိပ်ချင်လဲရတယ်ကားနှိပ်ချင်လဲရတယ်เนาะမှာ template တစ်ခုကိုယူပြီးဖွင့်လိုက်လဲရတယ်ပေါ့เนาะဒါက down ပြည့်အချိန်မှာပေါ်လာမဲ့ပုံပေါ့เนาะအဲ့တော့တကယ်ဖွင့်ကြည့်ရအောင်ပေါ့เนาะဒါကအရင်တုန်းကလှုပ်ထားပြီးသား project ရှိရဆိုဒီလိုမျိုးပေါ်မှာပေါ့နော်လှုပ်ထားပြီးသား project မရှိဘူးဆိုအစိုးရလိုအလွတ်ကြီးပေါ်နေလိမ့်မယ်ပေါ့နော်ဒါကအရှိရလှုပ်ထားပြီးသား project တွေငါကအဟောင်း project တွေပေါ့နော်အမှ new project ကိုနှိပ်လိုက်မယ် new project ကိုနှိပ်လိုက်မယ်ဆိုရင်အမျိုးပေါ်လာပဲပေါ့နော်အမှ wear OS ဆို wear OS ရဲ့ဒီမှာ template တွေရှိမယ်သူ code base ပေးထားပြီးသားတွေပေါ့နော်အဲ့မှာအခုက basic view activity ပဲထားပါတော့အဲ့မှာဒါ sample ပေါ့နော် my application ဒီမှာဆိုရင်ဒါကကိုယ့်ရဲ့ project နာမည်ဒါက package name ဒီ package name က unique ဖြစ်ရမယ်ပေါ့နော်ဒီဟာက Google Play Store မှာတင်တဲ့အခါမှာ application တစ်ခုနဲ့တစ်ခုလုံးဝမတူညီနိုင်မဲ့ identification ပေါ့နော်ဒီဟာကကြာနောက်တော့ကိုဘယ်မှာ save လုပ်ပါလဲပေါ့ကိုဘယ်နေရာမှာ save လုပ်ပါလဲဆိုတာကိုရွေးလို့ရတယ်ဒီမှာတော့ Android Studio project ဆိုပြီးတော့ကြာ folder နဲ့ပဲတော်ပြီးတိတ်လိုက်ပဲပေါ့နော်ပြီးတော့ကြာ language ပေါ့ Kotlin လား Java လားဒီမှာပြန်ရွေးလို့ရတယ်ဒီမှာတော့ Kotlin ပြီးတော့ကြာတော့ဒီဟာဒါကကြ API ပေါ့နော် API ကကြတော့ minimal SDK ပဲပေါ့နော် software development kit ရဲ့ version ပေါ့နော်ဒီမှာဆိုရင်တော့7.0ရွေးထားရဲဆိုရင်သူကပြောချင်တာက Android operating system ဒီ7.0ထက်ငယ်လို့မရဘူးပေါ့7.0ကနေစပြီး run တဲ့ device တွေမှာဆိုရင်ဒီကိုယ့်ရဲ့ application run မယ်ဆိုတဲ့သဘောပဲပေါ့နော်အဲ့ဒါဆိုရင်ဒီမှာလည်းရွေးလို့ရတယ်စစ်ရွေးလိုက်မယ်ဆိုရင်ဒီမှာ 69ရာခိုင်နှုန်းအထိ compatible ဖြစ်မယ်ကိုအခုရေးလိုက်တဲ့ application ကပြင်မှာရှိနေတဲ့69ရာခိုင်နှုန်းတော့ဖုန်းအနေနဲ့ကိုက်ညီလိမ့်မယ်ဖုန်းတွေပေါ်မှာ run လို့ရမယ်ဆိုတော့သူက estimate လုပ်ပေးထားတာပေါ့နော်အဲ့တော့နှိမ့်လိုက်မယ်ဆိုရင်ပို့ပြီးတော့ရာခိုင်နှုန်းပိုများတယ်သုံးလို့ရနိုင်မယ့်ဟာရာခိုင်နှုန်းပိုများတယ်ပေါ့နော်ဘာလို့လဲဆိုတော့အပြင်မှာဒီဖုန်းတွေများနေဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီ SDK ကိုနှိမ့်လိုက်လေကိုသုံးလို့ရမယ်ကိုရဲ့ feature တွေကနေဝလေပဲဘာလို့လဲဆိုတော့အသစ်ထွက်တဲ့ဟာမှာ feature အသစ်တွေကပေါ်လာတယ်လीเนาะအဲ့တော့ချိန်ပြီးသုံးကြည့်ပေါ့ကိုကဘာ feature ကိုသုံးချင်တာလဲဘယ်လောက်ရာခိုင်နှုန်းကို target ထားတာလဲပေါ့เนาะဆိုတော့လောလောဆယ်တော့ဒီ6.0နဲ့ရေးရဲဆိုရင်တော့အဆင်ပြေရပေါ့เนาะ
ပြီးတော့ကြတော့ဒါခုနောက်ပိုင်းတော့ Kotlin DSL ကိုသုံးကြရတယ်ပေါ့နော်နှစ်မျိုးရှိရဲ Groovy နဲ့ Kotlin DSL နဲ့ finish နေလိုက်မယ်ပေါ့နော်ဒါဆိုရင်သူက project ကို generate လုပ်နေပြီကိုက template ယူထားဖြစ်တယ်အဲ့ template ကိုသူကစောက်နေတာပေါ့နော် sources တွေကိုဒီမှာစောက်နေတာမပြီးသေးဘူးပေါ့နော်ဒီမှာ importing ဆိုပြီးတော့ဒီအောက်က line ကိုကြည့်ပေါ့နော်ဒီမှာသူကလိုအပ်တာအကုန်ထည့်နေတာဒါကြောင့်မို့လဲဒီ IDE ကdeveloper တွေတော်တော်များများသုံးကြတာပေါ့နော်ကိုနောက်ကိုရ background test တွေသူကတော်တော်များများလုပ်ပြီးရကိုကကိုရေးဟာအရင်ဆိုင်အောင်ပဲပေါ့နော်ဒီဟာပြီးရဲ့အထိစောင့်လိုက်မယ်ဆိုရင်တော့ရသွားပြီပြီးတော့ကိုမလို့ခြင်းတဲ့ window တွေကိုဖျက်လိုက်လို့ရတယ်ပေါ့နော်ပိတ်လိုက်လို့ရတယ်ဒါမပြောက်မင်းချင်းဆိုဖျောက်လိုက်ပြန်ပေါ်လာအဲ့နော်အမှဆိုရင်ဒီဟာကနည်းနည်းဆောင်ပြီးသွားပြီဆိုရင်ဒီနေရာမှာလုံးဝဒီဘားတိုင်းမပေါ်တော့ဆိုရင်စပြီးတော့ရေးလို့ရပြီပေါ့နော်